ပါ Rangoon Music Workplace ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့တချင်းဆိုတဲ့အခါမှာ breathing ကဘာလို့အရေးကြီးရလဲနဲ့ပတ်သက်ပြီးတော့ပြောပြချင်ပါတယ်အဲ့တော့ breathing ကဘာလို့အရေးကြီးရလဲကိုမပြောပြခင်မှာအရင်ဦးဆုံး vocal cords ရဲ့အလုပ်လုပ်ပုံလေးကိုပြောပြချင်ပါတယ်ကျမတို့ရဲ့ vocal cords က vocal folds လေးနှစ်ခုနဲ့ဖွဲ့စည်းထားတာပေါ့နော်အဲ့တော့ဒီ vocal folds လေးနှစ်ခုကကျမတို့အသက်ရှူလိုက်တယ်ဒီ vocal folds လေးကိုဖြတ်ပြီးတော့ကျမတို့ lungs တွေကိုလေတွေကရောက်သွားတယ်အဲ့ဒီလေတွေကပြန်ထွက်လာလို့ဒီ vocal folds ကိုရောက်တဲ့ချိန်မှာဒီ vocal folds ကလေရဲ့ဖိအားကြောင့်လို့သူက vibrate ဖြစ်ပါတယ်အဲ့ရနေပြီးတော့အတန်တန်စပြီးတော့မြည်လာတာပေါ့နော်တော့ဒီအတန်ပေါ်မှာမူတည်ပြီးတော့ကျမတို့ကစကားပြောတာပဲဖြစ်ဖြစ်သချင်းဆိုတာပဲဖြစ်ဖြစ်ကျမတို့ဆက်ပြီးတော့လုပ်ကြတာပေါ့အဲ့တော့အဲ့ဒီခါမှာစကားပြောတာနဲ့သချင်းဆိုတာဆိုသချင်းဆိုတာလေကိုပို့ပြီးတော့လိုအပ်ပါတယ်သချင်းဆိုတာကြတော့ဒီလိုမျိုးအနိတ်အမြင့်အတက်အကျတွေလည်းအများကြီးပဲပြီးတော့သချင်းမှာဆိုရင်ဒီ note တစ် note တွေကိုပဲအရှည်ကြီးဆွဲရတဲ့ဟိုပါပေါ့နော် sustain ရှည်တဲ့ note တွေလည်းပါတယ်ဒါမျိုးတွေကိုတပုတ်လုံးကိုတည်တည်ချာချာလေးရှော့ရှူနဲ့ဖြည့်ရှင်းနိုင်မှုဆိုရင်သိကြတယ်ကိုကဒီ breath control ကောင်းမှရမယ် deep breathing နဲ့တည်တည်ချာချာရှူထားမှရမယ်ပေါ့နော်အဲ့ဒါမှဒါလေးကိုကဒီသချင်းတစ်ပုတ်လုံးကိုအဆင်ပြေ professional singers တွေလို့ကိုကဆိုနိုင်မှာဖြစ်တယ်ပြီးတော့နောက်တစ်ခုကဒီကိုက breath control မကောင်းဘူးဆိုရင်ဒီ pitch တွေကိုမှ flat ဖြစ်နေတာမျိုးတွေနောက်တစ်ခုကအရင်ဟိုလေရဲ့အကူအညီလေရဲ့ pressure ကိုအသုံးမပြုဘဲနဲ့ကိုကဒီကြွက်သားတွေအားကိုအသုံးပြုပြီးတော့အရင်ညစ်ပြီးတော့ဆိုနေတာတွေကကြတော့လေရေရှည်မှာအတိုင်းကျန်းမာရေးကိုအများကြီးထိခိုက်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုက deep breathing နဲ့ဘဲတိတိကျကျလေ့ကျင့်ပြီးတော့မှဒါလင်းတချင်းကိုဆိုသင့်တယ်နောက်တစ်ခုကဒီကို deep breathing ကိုတိတိကျကျလေးကိုရှူတတ်တဲ့အချင်းရှိရင်ကို symbol တက်လို့တချင်းဆိုတဲ့အခါမှာကို panic ဖြစ်တာတွေ nervous ဖြစ်တာတွေဒါမျိုးတွေကိုလည်းကိုနောက်ပိုင်းကျရင် handle လုပ်နိုင်မှာပေါ့နော်သူစီရတဲ့ဟို benefits တွေကအများကြီးပဲဒီတချင်းဆိုတာတခုတည်းမှမဟုတ်ဘူးပေါ့နော်ကိုရဲ့ focus အတွက်လည်းသူကအများကြီးအထောက်အကူပြုတယ်ကိုရဲ့အာရုံစူးစိုက်မှုအတွက်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကျမတို့ဒီတချင်းကိုလူတွေကအမြဲထင်ကြတယ်လေများသောအားဖြင့်ထင်ကြတာပေါ့နော်ဒီ level ကပဲအတန်ထွက်လာတယ်ပေါ့ဥပမာတကယ်တော့ level ကမဟုတ်ပါဘူးကျမတို့ရဲ့ဒီ breath control နဲ့လေရဲ့ support နဲ့မှာထွက်လာတဲ့အတန်ကိုမှကျမတို့ကလိုချင်တယ်လို့ဆက်ပြီးတော့အသုံးချဖို့ဒီ control လုပ်ဖို့ကျမတို့ကလေရဲ့ဖိအားနဲ့ control လုပ်ပြီးတော့အသုံးပြုတာဖြစ်ပါတယ်အဲ့တော့အများအမြင်မှာပေါ့နော်ရုပ်တရက်ကြည့်လိုက်ရင်တချင်းဆိုတာလေးကတော့ဒီလေချောင်းလေးနဲ့ပဲဆိုတယ်ပေါ့နော်လေဘင်းကပဲအတန်ကထွက်လာတယ်ပေါ့တကယ်တော့သူ့ရဲ့အဓိကကတော့ဒီအတန်ကိုစပြီးတော့ generate ဖြစ်အောင်လုပ်စေတာကလေပေါ့နော်အဲ့တော့လေကိုပြည့်ဝကိုကအစတည်းက technique မှန်နဲ့ရှူဖို့လိုတယ် deep breathing နဲ့တေချာရှူဖို့လိုတယ်ဒါမှသာလင်းကိုလိုချင်တဲ့ကောင်းမွန်လှပတဲ့အတန်တွေကိုလိုချင်တယ်လို့အတန်ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ breathing ကအရေးကြီးတာဖြစ်တယ်လို့ပြောကြရခြင်းဖြစ်ပါတယ်